जी अस्सलाम वालेकुम वरहमतुल्लाहि वबरकातुहू जी ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ဒါသင်္ကန်းကျိုးမြို့နယ်သွားကောလေးအရှိကိုပေါ့နော်ဒီဆရာကကျွန်တော်ကိုကြာပြီပေါ့နော်ဟိုတလားလောက်အလွန်နေရတယ်ကျွန်တော်ဖုန်းတွေခဏခဏဆက်ပြီးတော့ကျွန်တော်အကူအညီတောင်းခဲ့ဘူးတယ်ပေါ့နော်ကျွန်တော်ကဒါဒီနေ့တော့ကျွန်တော်အဲ့ဘက်ကိုရောက်တာနဲ့ကျွန်တော်ဝင်ကြည့်တဲ့အချိန်မှာသူတို့အကုန်လုံးကသင်္ကန်းကျိုးမြို့နယ်သွားကောလေးအရှိမှာသူတို့အကုန်လုံးမိသားစုလိုက်အမှအထုပ်တွေရောပေါ့နော်သူ့အခက်အခဲဘာရှိလဲဆိုတော့ကျွန်တော်မေးကြည့်တဲ့အခါကျတော့သူ့အခက်အခဲကတော့လောလောဆယ်သူနေဖို့နေရာမရှိဘူးပေါ့နော်သူအိမ်ငှားတဲ့အိမ်ရှင်ကလည်းအိမ်လာတာမပေးနိုင်လို့သူ့ကိုမောင်းချလိုက်တာပေါ့နော်အခုလောလောဆယ်တော့သူတို့တနေရာမှာတဲနေတယ်ပေါ့တနေရာမှာတဲတယ်ဆိုတာညပဲသွားတဲလို့ရတယ်အခန်းလေးအရန်ကျင်းတဲ့ပုံမှာသူတို့တွေညပဲသွားအိတ်ကြတယ်မနေ့ဆိုသူတို့ထွက်နေရတယ်လို့သူတို့ပြောတယ်ပေါ့နော်ခလေးတွေလည်းတစ်ခါကျနေဘူးကြီးရမှာပေါ့နော်အဲ့လိုမျိုးကျွန်တော်မြင်ရတာတွေ့ရတာတော့အဆင်မပြေဘူးပေါ့နော်ဒါပေမဲ့ तू ကလောလောဆယ် तू ရဲ့အခက်အခဲကတော့လောလောဆယ် तू အိမ်လေးငှားနိုင်ရင်တော့ तू အဆင်ပြေတယ်လို့ तू ပြောတယ်ပေါ့ तू မှာအိမ်ငှားဖို့အခက်အခဲဖြစ်နေတယ်နောက်တော့ तू မှာအဆိုင်ယောဂကြောင့်လည်း तू ဆေးကုနေရတဲ့ပုံမှာ तू အရင်တော့စာတင်တယ်လို့ပြောတယ်အခုအဆိုင်ယောဂကြောင့်ဆေးကုနေရတော့ तू ဘာမှမလုပ်နိုင်သေးဘူးလို့ပြောတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ကဒီမှာဒီ TikTok မှာဒါလည်း तू ခွင့်ပြုချက်နဲ့ကျွန်တော်တင်တာပေါ့နော်ဒီ TikTok မှာရှိတဲ့လူတွေ Facebook မှာရှိတဲ့လူတွေမိတ်ဆွေတွေကျွန်တော်တို့ imagine တွေကူညီနိုင်တဲ့လူရှိရင်ဓာတ်ရိုက်တော့၎င်းကျွန်တော်ကနေတဆင့်တော့၎င်းကူညီခြင်းတဲ့လူတွေဒီအိမ်အဓိကတော့အိမ်ကြီးငှားပေးဖို့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဟိုအကူအညီလှမ်းတောင်းခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့လည်းတက်နေတဲ့ဘက်ကတော့ကျွန်တော်တို့လည်းလှူပေးခဲ့တယ်ပေါ့နော်ဒါလေးကိုကျွန်တော်ကဒီကတင်ပြခြင်းဖြစ်တယ်ပေါ့ကျွန်တော်တို့ဒါလေးခလေးတွေလည်းတော်တော်လေးအခက်ခဲရောက်တယ်ဆိုတဲ့အကြောင်းကိုလည်းသူပြောပြတယ်ပေါ့နော်စားဖို့တောက်ဖို့လည်းအလိုအစင်မပြေဘူးပေါ့သူလည်းယောဂနဲ့ဆိုတော့ဘာအလုပ်ကိုင်းမှလည်းမလုပ်နိုင်ဘူးဆိုတဲ့အကြောင်းကိုသူကပြောပြတာပေါ့ကြည်ဒီလိုကြီးလမ်းဘေးမှာထိုင်တဲ့အခါကျတော့အစင်တော့မပြေဘူးပေါ့ကြည်အဲ့တော့ဟိုဒီရရှိတဲ့မိတ်ဆွေတွေနေနဲ့လေတန်းနိုင်တဲ့ဘက်ကအကူအညီပေးပါလို့ကျွန်တော်ကမြေတားရက်ခံတယ်ပေါ့နော်သူတို့ဘာပဲဖြစ်ဖြစ်အခုအိမ်လာတာတစ်လတာတစ်နိုင်တစ်လတာနှစ်လတာနှစ်လတာလောက်ဆိုနှစ်လသုံးလတာလောက်ဆိုသူတို့အဆင်ပြေသွားပြီလို့သူတို့ပြောတာပဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကဒီမှာချပြခြင်းဖြစ်တယ်ပေါ့နော်जी ဒီလောက်ပါပဲजी अस्सलाम वालेकुम वरहमतुल्लाहि वबरकातुहू